တင့်ကလေးရဲ့ပထမဆုံးစကားလုံးကဘာလဲကျွန်တော်ရဲ့သမီးလေးက8လသားအရွယ်မှာပထမဆုံးစကားလုံးကိုပြောခဲ့ပါတယ်ရှင်းရှင်းလင်းလင်းပြောတာကဒေတာတဲတာပါပြီးတော့ဒီအချိန်တည်းကဒုတိယစကားလုံးကဟိုင်းဟိုင်းဆိုပြီးပြောခဲ့တယ်ဒါကြောင့်သူမကဟိုင်းဒေတာလို့ပြောနေတာအရန်ကိုချစ်စရာကောင်းပါတယ်ဒါပေမဲ့တင့်ကလေးရဲ့ပထမဆုံးစကားလုံးကဘာလဲဆိုတာကျွန်မသိချင်ပါတယ်ဘာလို့လဲဆိုတော့ကလေးတယောက်ချင်းစီရဲ့ပထမဆုံးစကားလုံးကမတူညီကြပါဘူးတချို့ကမမမမတချို့ကဒေတာဒဲတယ်လို့ပြောတတ်ကြပေမဲ့တင့်ရဲ့အတွေ့အကြုံကဘယ်လိုလဲဆိုတာသိချင်ပါတယ်ဒါကြောင့်အောက်မှာတင့်ကလေးရဲ့ပထမဆုံးစကားလုံးကိုမှတ်ချက်ရေးခဲ့ပါနောက်ပြီးကလေးစကားစပြောဖို့ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတဲ့အကြံဉာဏ်တွေရှိရင်လည်းဝေမျှပေးပါနော်ကျွန်တော်ရဲ့သမီးလေးကအခု6လနီးပါးရှိပြီးကျမတို့ကမရက်မနာစကားပြောနေကြတယ်သူမကကျမတို့ပြောသမျှကိုနားလည်နေပေမဲ့သူမကိုစကားကိုပြောတတ်လာအောင်လုပ်ချင်နေပါတယ်ဒါကြောင့်တင့်မှာအကြံဉာဏ်တွေရှိရင်အောက်ကခမန့်မှာရေးခဲ့ပေးပါနော်ဒီဗီဒီယိုကိုရေးရအောင် baby ခန်းမှာရေးသားဖန်တီးထားပါသည်နှစ်သက်ပါက like နှိပ် share လုပ်ပေးပြီးနောက်ထပ်အကြံပြုချက်များအတွက် comment လုပ်ပေးပါနော်